ကဲဒီညီလေးမေးထားတာလေးကျွန်တော်အခုတင်ပေးလိုက်တယ်နော်ဘဲကောင်းကိုဘယ်လိုစဆွဲရလဲဆိုတော့ကျွန်တော်အလွယ်ကူဆုံးပြောပြမယ်ဗျဘဲကောင်းတို့ငကြင်းတို့ဆာမူရိုင်းတို့အဲ့ဒါတွေကကြတော့အဓိကဇက်ဆောင်တွေကအရင်ကြီးဆွဲတတ်ဖို့မလိုဘူးPinterest မှာကျွန်တော်တို့လိုချင်တဲ့ပုံကိုရိုက်ရှာလိုက်ရင်ပေါ်တော်နေရပုံတွေကသိရမလားအဲ့လောက်ကြီးခေါင်းစားခံပြီးတော့ဆွဲနည်းတွေလေ့ကျင့်နေရတဲ့ဆိုင်ကျွန်တော်တင်ပေးထားတဲ့ cherry ပန်းရေလိုင်းတိမ်တိုင်းကြောက်ဆောင်ခရုကွေအဲ့ဒါလေးကိုပဲများကျင့်အဓိကကအဲ့ဒါအရေးအရန်ကြီးတယ်ဘာလို့လဲဆိုတော့လက်တစ်ချောင်းလုံးမှာ free hand တွေထည့်တာကအဲ့ကောင်တွေကိုပဲအဓိကများထည့်ကြတာဒီဘဲကောင်းတွေကတော့ဆွဲတတ်ထားရင်တော့ပိုကောင်းတာပေါ့လေနော်ဒါပေမဲ့အရန်ကြီးကျွမ်းချင်းကြီးမလိုဘူးလို့ကျွန်တော်ကပြောချင်တာအဓိကလောက်ရမယ့်ဟာနဲ့ကျွန်တော်ပြောတဲ့ရေလိုင်းတို့ cherry ပန်းတို့အကုန်လုံးကျွန်တော်တင်ပေးထားရင်เนาะလေ့ကျင့်ပုံလေ့ကျင့်နေရေးနီးအဲ့ဒါတွေများလေ့ကျင့်တေးကြပြီးဆိုရင်ကျွမ်းကျင်ပြီးဆိုရင်အရေးပြားအတုဝယ်အရေးပြားအတုမှာပြန်ကျင့်အရေးပြားအတုမှာလည်းကျွမ်းပြီးဆိုရင်လူမှာစထိုးဖို့အတွက် fancy လေးတွေကနေစထိုးအဲ့လိုမှမဟုတ်လက်တစ်ချောင်းလုံးကိုရေးတော့မယ်ဆိုလက်တစ်ချောင်းလုံးမရေးခင်မှာလက်တစ်ချောင်းလုံးကိုကြာပန်းလေးတွေဆွဲပြီးကြာပန်းတွေအရင်ဆုံးကောက်ချောင်းကောက်ပြီးဆိုမှကြာပန်းပြီးတော့မှရေလှိုင်းလေးဆွဲတိမ်တိုင်လေးထက်ခယူလေးထက်ဂျပန်ကြီးရေးတယ်ဆိုတာအဲ့အမျိုးတစ်စင်ချင်းသွားရတယ်ဗျကျွန်တော်လည်းဆရာကြီးမဟုတ်တဲ့အတွက်တေချာလေးရှင်းမပြတတ်ပါဘူးเนาะဒီဘဲကောင်းတွေကတော့ညီလေးတို့လိုက်လေးလာလို့ရအောင်ကျွန်တော်တေချာလေးအနီးကပ်ဆွဲထားတဲ့ဗီဒီယိုလေးကျွန်တော်လိုက်ရှာပြီးတော့ကျွန်တော်တင်ပေးလိုက်ပါတယ်ကျွန်တော်တင်ပေးတာကညီလေးတို့အတွက်တခုခုရတဲ့အကျိုးရှိတယ်ဆိုရင်ကျွန်တော်ကောင်းကို share ပေးပါ comment တွေပဲဝင်ရေးခဲ့ပါမေးခွန်းလေးများမေးခဲ့ပါကျွန်တော်လက်ရလေးလည်းကြိုက်တယ်ဆိုလာရောက်အားပေးပါတတူးတင်တန်းလည်းယုံကြည်ရင်လာရောက်တက်လို့ရပါတယ်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်